မင်္ဂလာပါခင်ဗျာ TBS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ KPF ထဲက feature လေးတစ်ခုဖြစ်တဲ့ကိုငွေလွှဲထားတဲ့သူတွေကိုအုပ်စုမျိုးစားလေးခွဲပြီးတော့တင်ထားလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့လိုမျိုးစားလေးခွဲပြီးတင်ထားရင်ကိုငွေလွှဲထားကပို့ပြီးတော့အဆင်ပြေတာတွေ့ရပါတယ်ဗျအုပ်စုမျိုးစားက3မျိုးရှိပါတယ်ဗျမိသားစုတငယ်ချင်းနဲ့အခြားဆိုပြီးတော့ခွဲထားပါတယ်ခင်ဗျကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်ဗျအရင်ဦးဆုံးကေပေးတဲ့ကိုဝင်လိုက်ပါဗျပြီးရင်ငွေလွှဲဆိုတာလေးကိုနှိပ်လိုက်ပါဗျအဲ့ဒီမှာအရင်ကကိုငွေလွှဲထားတဲ့နာမည်လေးတွေကိုတွေ့ရပါတယ်ဗျအဲ့ဒီနာမည်လေးတွေအပေါ်မှာမိသားစုတငယ်ချင်းနဲ့အခြားဆိုတဲ့အုပ်စုလေးခွဲထားတာတွေ့ရပါတယ်ဗျကိုတင်ထားခြင်းတဲ့နာမည်တစ်ခုပေါ်ကိုလက်ကလေးထောက်ပြီးဘယ်ဘက်ကိုဖိဆွဲလိုက်ပါဗျညာဘက်ကနေပြီးသိမ်းမီနဲ့ဖြတ်မီဆိုတာလေးထွက်လာပါတယ်ဗျသိမ်းမီကိုနှိပ်လိုက်ရင်မိသားစုတငယ်ချင်းဒါမှမဟုတ်အခြားကိုရွေးချယ်ပြီးတော့နှိပ်လိုက်ရုပ်ပါပဲဗျကျွန်တော်ကတော့မိသားစုကိုနှိပ်ပြီးသိမ်းလိုက်ပါမယ်ဗျမိသားစုအနေနဲ့တင်ထားရင်မိသားစုဆိုတဲ့အုပ်စုမျိုးစားလေးကိုနှိပ်လိုက်တာနဲ့ကိုတင်ထားတဲ့နာမည်လေးကိုတွေ့ရပါမယ်ဗျအဲ့ဒီနီလန်လေးနဲ့ကိုရဲ့မိသားစုဝင်တငယ်ချင်းနဲ့အခြားသူများကိုရွေးချယ်သိမ်းဆက်ထားပြီးတော့မှန်မှန်ကန်ကန်နဲ့မြင်မြန်ဆွမ်းဆန်းငွေလွှဲနိုင်ပါတယ်ဗျကိုရွေးချယ်သိမ်းဆက်ထားတဲ့အုပ်စုမျိုးစားတွေကနာမည်ကိုပြန်လဲဖြတ်ပစ်လို့လည်းရပါတယ်ဗျဥပမာမိသားစုအုပ်စုတွေကနာမည်တစ်ခုကိုလက်နဲ့ထောက်ပြီးတော့ဘက်ဘက်ကိုဖိဆွဲလိုက်ရင်ညာဘက်ကသိမ်းမီနဲ့ဖြတ်မီပေါ်လာပါကဖြတ်မီကိုနှိပ်ပေးလိုက်ပါဗျပြီးရင်အတီးပြုမီကိုထပ်နှိပ်ပေးလိုက်ပါအဲ့ဒီကိုသိမ်းထားတဲ့နာမည်လေးကပျောက်သွားပါလိမ့်မယ်ဗျဒါဆိုရင်တော့ KP နဲ့ငွေလွှဲတဲ့အခါအုပ်စုမျိုးစားလေးခွဲပြီးတော့တင်ထားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ဗျ KB အသုံးပြုတဲ့ user များအားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ်ဗျနောက်ထပ်ဘယ်လိုအကြောင်းအမျိုးလေးတွေတင်ပေးသွားအောင်မလဲဆိုတာကိုကျွန်တော်ရဲ့ TBS channel လေးကို subscribe လေးလုပ်ပြီးတော့အားပေးစောင့်မျှော်ပါဦးခင်ဗျဗီဒီယိုအသစ်တင်တိုင်းသိရဖို့အတွက် subscribe ဘေးက notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးကြပါဦးခင်ဗျအားလုံးလည်းကျမ်းမာပျော်ရွှင်ပါစေခင်ဗျာ